ကျွန်တော်မှခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီကနန်း၅လုံးအစုနဲ့ဒီဘက်၅လုံးအစုထဲကကျွန်တော်ပါဝင်နေတဲ့ digital ကိုကျွန်တော်တို့ education အနေနဲ့မိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီဟာလေးကျွန်တော်တင်ပေးထားတယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော်ဒီမှာခွန်တုံညာဆိုပြီးတွေ့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်ဒီအပေါ်ကဒီတင်းနေ3ခွန်3ညထက်ကဒီမှာ3ညရဒီအောက်က9ရဆိုပြီးတော့ဒီအပေါ်က9လုံးကိုဒီအောက်9လုံးမှာကိုကျွန်တော်ပေါင်းနေတာသိရတယ်ပေါ့နော်ဒါကိုကျွန်တော်နှစ်တန်းအထိဆိုပြီးတော့ပြပြချရှင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာလည်း3ညရ9ရခွန်3ညဆိုပြီးဥပမာအဖြစ်တွေ့ရတယ်ပေါ့နော်ဒီမှာ3ညခွန်ဒီမှာလည်း3ညခွန်ဆိုပြီးတော့ကျွန်တော်ဒီ၄မျိုးစလုံးခွန်3ညဆိုပြီးပေါနေတာသိရတာဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်မှာကောအောက်မှာကောပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီဟာလေးကိုဆက်ပြီးကြည့်အောင်โอเคကျွန်တော်နံပါတ်အဖြစ်နဲ့ session ကနေစပြီးပြပြထားတယ်ပေါ့နော်ဒါဥပမာအနေနဲ့ကျွန်တော်ပြပြထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီမှာခွန်ရ9ရဥပမာအဖြစ်ခွန်9ဆိုပြီးတော့ပေါ့နော်ဒီဘက်9လုံးမှာကိုဒီဘက်9လုံးမှာကိုပါဝင်နေတာကိုကျွန်တော်ဒီပေါင်းချင်းပုံစံအရာသိရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်3ည9မှာဒီတစ်ခုပဲပါတယ်ပေါ့နော်3ညရ9ရဆိုပြီးတော့ပေါ့နော်ပြီးတော့ဒီမှာ9 4 4 6တဲ့ဒီ3ညခွန်မှာတော့ဒီလိုမျိုးတစ်ဖက်တည်းဖြစ်သွားခဲ့တယ်ပြီးတော့3 8ခွန်မှာဥပမာအဖြစ်3 8ခွန်မှာ3ရခွန်ရ8ရပြီးတော့အဲ့မှာကျွန်တော်နောက်ထပ်ဥပမာတစ်ခုနဲ့3ညခွန်3ညဆိုပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့မှာ3ညရ9ရဆိုပြီးတွေ့ရတာဖြစ်ပါတယ်နံပါတ်60တည်ပြီးတော့နံပါတ်62ကိုဒီဆိုချာ9လုံးဖြစ်ပေါ်စေတဲ့တွေ့ mathematical model ကို education အနေနဲ့ကျွန်တော်လေ့လာကြည့်အောင်ပါခင်ဗျာโอเคဒါကတော့ကျွန်တော်နံပါတ်1ပေါ့နော်နံပါတ်1ကဒီ2346ပေါ့နော်2346ရဲ့နောက်ထပ်ကျွန်တော်ဒီမှာကျတော့9ခွန်8 9 3ညဆိုပြီးဒီဘက်9လုံးဒီဘက်9လုံးပေါ့နော်9ခွန်8 9 3ညဆိုပြီးတော့ပေါ့နော်အဲ့မှာကျွန်တော်3ဥပမာအဖြစ်3 8ခွန်ကိုကြည့်မယ်ဆိုရင်ဒီဘက်က3ရဒီဘက်ခွန်ရ6ရဆိုပြီးဒီနှစ်ဖက်စလုံးပေါင်းနေတာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုဒီနေ့3 5 3ညကျန်နေတဲ့တစ်ဖက်က4 6ခွန်8 9ကျန်မယ်ပေါ့နော်4 6ခွန်8 9ဆိုပြီးတော့ပေါ့နော်ဥပမာအဖြစ်ခွန်3ညကိုကြည့်မယ်ဆိုရင်3ညရ9ရဆိုပြီးဒီဘက်9လုံးဒီဘက်9လုံးစလုံးပါဝင်နေတာသိရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဟာလေးကိုဒီ education အနေနဲ့ပေါ့နော် education နဲ့ purposes အနေနဲ့ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ3မှာပေါင်းတဲ့အတွက်ဒီ9မှာထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်ဒီကဏ္ဍ data အစုကိုကျွန်တော်တို့ data စာဖြစ်သုံးပြီးတော့ကျွန်တော်တို့ education အနေနဲ့လေ့လာကြည့်မယ်ပေါ့နော်6နဲ့3မှာပေါင်းတဲ့အတွက်4နဲ့3နဲ့မှာပေါင်းပြီးဒီ6မှာ2ကြိမ်ထပ်ပေါင်းတဲ့အတွက်ဒီ10မှာ2ကြိမ်ထပ်ပေါင်းတာဖြစ်ပါတယ်ဆိုတော့အပေါင်းခွန်အပေါင်း4တိပေါင်းရှင်းဒီ9ရှင်းတဲ့ကြိမ်16ဆိုတော့ခွန်နဲ့9ပေါင်းရှင်းဒီ7နှစ်နဲ့6နဲ့ပေါင်းတာ8ဆိုတော့8 9 3ည3ညကို2ပေါင်းရှင်းဒီ2ကို9ပေါင်းရှင်းကခွန်8 9 3ည2ခွန်ပေါ့နော်အဲဆိုတော့ကျွန်တော်အဲ့မှာ8 9 3ည2ခွန်ပြီးတော့ဒီမှာ1 3 4 5 6ပေါ့နော်1 3 4 5 6ဆိုပြီးတွေ့ရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုတော့ကျွန်တော်နံပါတ်1အနေနဲ့8 9 3ည2ခွန်ပေါ့နော်8 9 3ည2ခွန်1 3 4 5 6 1 3 4 5 6နောက်ထပ်နံပါတ်2နံပါတ်3နံပါတ်4ကိုလို့ကျွန်တော် education အနေနဲ့ဆက်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ကဲဒါကတော့ကျွန်တော်နံပါတ်2ဖြစ်ပါတယ်နံပါတ်2မှာဒီဥမာအဖြစ်ပေါ့နော်ဒါနံပါတ် A လို့ထားမယ်ဒါကိုနံပါတ် B A မှာကို B မှာကိုပါဝင်တဲ့ကဏ္ဍ digit အစုကိုကျွန်တော် education အဆင့်ပါအနေနဲ့ပြပြရှင်းဖြစ်ပါတယ်ခင်ဗျာဥပမာခွန်9ကိုကြည့်မယ်ဆိုရင်ဒီဘက်က9ရခွန်နေရ A မှာကို B မှာကိုပါဝင်တာကိုတွေ့ရတာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်အဲ့မှာပြပြထားတာပေါ့နော်ဒီ3ညခွန်တစ်ကြိမ်ဥပမာအဖြစ်3ညခွန်တစ်ကြိမ်မှာခွန်ရ3ညဆိုပြီးဒီမှာတော့တစ်ကြိမ်တစ်ခုတည်းဖြစ်သွားခဲ့တယ်ပေါ့နော်ပြီးရဒီမှာ8ရခွန်ရ3ရဥပမာအဖြစ်3 8ခွန်ဆိုပြီးအိမ်မှာကိုပြီးမှာကိုပါဝင်နေတာသိရပြီးတော့ကျွန်တော်အဲ့မှာစာအုပ်ကမဆန်တဲ့အတွက်ဒီမှာထပ်ဖြည့်ထားတာဆိုရင်8 9 3ည4 5ရခွန်9 1 3 6ရမှာဥပမာအဖြစ်ခွန်3ညကိုကြည့်မယ်ဆိုရင်ဒီဘက်က3ညရဒီဘက်က3ညရ9ရနမျိုးစလုံး A မှာကို B မှာကို
ပါဝင်နေတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ mathematical model ကိုကျွန်တော် education အနေနဲ့လေ့လာကြည့်အောင်လားခင်ဗျာOkay တရားလေးဖြစ်ပါတယ်ပေါ့နော်ဒါ mathematical model ကို education purpose only အနေနဲ့ကျွန်တော်လေ့လာတော့မှာဖြစ်ပါတယ်ခင်ဗျာဒါနံပါတ်1ပေါ့နော်အဲ့ဒီမှာခွန်ကို134ရ68ည9ရမှာဟိုမှာအဖြစ်3ခွန်ကိုကြည့်မယ်ဆိုရင်ခွန်ရ308ရပေါ့နော်အဲ့ဒီမှာ8ည445ရကျန်နေတဲ့ကဏ္ဍ9လုံးကခွန်ကို136ဆိုပြီးတော့ပေါ့နော်အဲ့ဒီမှာကျွန်တော်နောက်ထပ်ဥပမာတစ်ခုဖြစ်တဲ့ဒီ1ခွန်3ခွန်3ညပေါ့နော်9 5 848 435 410 938ဆိုပြီးတော့ပေါ့နော်အဲ့မှာ3ညရ9ရဆိုပြီးတော့အိမ်မှာကိုပြီးမှာကိုနှစ်ခုစလုံးပါဝင်နေတာကိုပေါင်းရှင်းပုံစံအရတွေ့ရတာဖြစ်ပါတယ်။ဒါဆိုရင်တော့အဲ့ဒီမှာ3ညခွန်3ကိုပေါင်းနေတဲ့ခွန်3ခွန်မှာထပ်ပေါင်းပြီးတော့3ညမှာပေါင်းနေတဲ့ဒီ9မှာထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်တော့9နဲ့8နဲ့ပေါင်းနေတဲ့4နဲ့8နဲ့ပေါင်းပြီးတော့ဒီနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်တော့ခွန်နဲ့3ပေါင်းရှင်း39ဒီ9နဲ့1ပေါင်းရှင်းက30 4 8ပေါင်းရှင်း32အဲ့ဒီမှာဒီပလက်1ဆိုတာအပေါင်း1ဆိုတာလေးကတော့ကျွန်တော်တို့ဒီ structure ကိုပြောင်းလဲစေတဲ့သဘောနဲ့ notation သင်္ကေတအဖြစ်ထည့်ထားတာဖြစ်ပါတယ်ပေါ့နော်ဒီကဏ္ဍတွေကိုတရက်တွက်တာမဟုတ်ဘဲနဲ့ structure ကိုပြောင်းလဲစေတဲ့ notation အဖြစ်ကျွန်တော်တို့တောက်ထားတာဖြစ်ပါတယ်ဒါဆိုတော့ဒီမှာခွန်ရ2ရပေါင်းရှင်း9ကို2ပေါင်းရှင်း7 1ကို2ပေါင်းရှင်း3 3ကို2ပေါင်းရှင်း5 5ကို1ပေါင်း6 91356ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုတော့ကျွန်တော်91356အဲဒီ91356ကကျန်နေတဲ့ကဏ္ဍ9လုံးကဒီဘက်မှာ3.24 6ခွန်ဆိုပြီးတွေ့ရမှာပေါ့နော်3.24 6ခွန်3.24 6ခွန်ဒါဆိုရင်ကျွန်တော်ဒီဘက်မှာထပ်ဖြည့်မယ်ပေါ့နော်91356 91356 3.24 6ခွန်3.24 6ခွန်ဆိုပြီးပေါ့နော်နောက်ထပ်နံပါတ်3နဲ့နံပါတ်4ကိုလည်းကျွန်တော်တူတူထပ်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာဒါကတော့ကျွန်တော်နံပါတ်3ပေါ့နော်နံပါတ်3မှာဆိုရင်လည်းကျွန်တော်ဒီဥပမာအဖြစ်နဲ့ခွန်ကိုကြည့်မယ်ဆိုရင်ဒီကခွန်2ရဒီက2ရ A မှာကို B မှာကိုဒီကဏ္ဍ9လုံးအစု2မျိုးထက်ကပါဝင်နေတာတွေ့ရတာဖြစ်ပါတယ်ပေါ့နော်အဲ့မှာကျွန်တော် decision ပြပေးထားတယ်ပေါ့နော်ဒီ666မှာဒီဘက်က6ရ10ပဲဖြစ်သွားခဲ့တယ်ပေါ့နော်339မှာလည်း9ရ3ပဲဖြစ်သွားခဲ့တယ်အဲဒီ39ခုမှာလည်းတော့အတူပဲပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာခွန်3ဆိုပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့မှာ9ရဒီဘက်က3ရဆိုပြီးခွန်3ဆိုပြီး A ရ B ရဆိုပြီးတော့ကျွန်တော်နှစ်ဖက်စလုံးမှာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်ပြီးကြည့်အောင်ပါခင်ဗျာOkay တရားကတော့ကျွန်တော်နံပါတ်3ပေါ့နော်နံပါတ်3ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီကဏ္ဍ data အစုကိုသင်ခန်းစာဖြစ်ပေါင်းပြီးတော့ပေါင်းရှင်းချိန်ဒါပေါင်းထားတာဆိုရင်6ခွန်9တင်5ရဲ့နောက်ထပ်ဒါ A ပေါ့နော်ဒါ A ဒါနံပါတ် B အဲ့မှာ3 6ခွန်ကိုကြည့်မယ်ဆိုရင်ကျွန်တော်9ရ6ရ3ရဆိုပြီးပေါင်းနေတာသိရတယ်ပေါ့နော်ပြီးတော့ကျွန်တော်နောက်ထပ်ကဏ္ဍ9လုံးကကျွန်တော်35ခွန်8 9ပေါ့နော်ဒါ A ဒါ Bနောက်ထပ်ကျွန်တော်ကဏ္ဍ data အစုတစ်ခုကိုကြည့်မယ်ဆိုရင်1ခွန်3ခွန်3ညပေါ့နော်ပြီးရင်9 5 8 4 435 430 938အဲဆိုတော့ဒီ1မှာတစ်ချိန်ပေါင်းတယ်9မှာတစ်ချိန်ပေါင်းမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီ9မှာတစ်ချိန်ပေါင်းမှာဖြစ်ပါတယ်10နဲ့9နဲ့မှာပေါင်းနေတော့ဒီ9မှာတစ်ချိန်ဒီအလေက4မှာတစ်ချိန်ပါနော်ပြီးရင်အလေက1မှာတစ်ချိန်ဖြစ်ပါတယ်အဲဆိုတော့9နဲ့ချိန်14 15ပေါ့နော်ပြီးရင်ဒီ9နဲ့ဒီ9ပေါင်းရှင်းက12 4နဲ့ဒီ1နဲ့ပေါင်းရှင်းက9ပေါ့နော်ဆိုတော့9ပေါင်း10နှစ်တစ်လုံးကျန်တဲ့အတွက်နှစ်3ကိုနှစ်ပေါင်းရှင်းဒီ9ပေါ့နော်9ကိုနှစ်ပေါင်းရှင်းခွန်ကို4ပေါင်းတာက17နှစ်3 5ခွန်1ပေါ့နော်အဲဆိုတော့ကျွန်တော်နှစ်3 5ခွန်1ရဲ့4ရှောင်း8 9 3ညပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ4ရှောင်း8 9 3ညဆိုပြီးတွေ့ရတာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီမှာနှစ်3 5ခွန်1ရဲ့4ရှောင်း8 9 3ည
46893ညဆိုပြီးတွေ့ရတာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်နံပါတ်4တခုအနေနဲ့က68924ပေါ့နော်ပြီးရင်တော့ခွန်3ည135ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးနံပါတ် A ကောနံပါတ် B ကောဆိုပြီးတော့ကျွန်တော်တင်ရှာပုံစံဖွဲ့စည်းပုံရဒီကဏ္ဍလေးတွေရနေတာတွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်နံပါတ်1နံပါတ်2နံပါတ်3နံပါတ်4နံပါတ် A မှာကိုနံပါတ် B မှာကိုပါဝင်နေတဲ့ကဏ္ဍအစုတွေကိုကျွန်တော်တင်ရှာဖွဲ့စည်းပုံရမိတ်ဆွေများသိလာလို့ရအောင်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုမှာဖော်ပြထားတဲ့ content အလုံးဟာ probability နဲ့ statistic ကိုအခြေခံထားတဲ့ education analysis တစ်ခုတာဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ